မင်္ဂလာပါပရိသတ်ကြီးဒီနေ့ကျွန်တော်ရောက်နေတာကတော့တရေအချောက်ဆုံးလို့နာမည်ကြီးတဲ့အိမ်ကြီးပါပဲကျွန်တော်ကတော့နည်းနည်းမှမကြောက်ပါဘူးဝေါအမလေးတရေပင့်ကူအိမ်လေးပါလားပင့်ကူအိမ်လေးပါလားစမ်းသက်ကြည့်တာပါဒီအိမ်မှာတရေရှိတယ်ဆိုတာကောလာဟလတွေပါကျွန်တော်ဆက်ထဲမှာဘာမှမပေါ်ပဲဟူးစူညံလိုက်တာကွာမင်းကဘာတူတော့ညတန်းကောင်ကြီးအော်ကျဲနဲ့လူအိတ်ရေးပြက်အောင်တရေသွားစမ်းဒါကြက်သွန်ဖြူရည်တွေကွမှတ်ပလားမင်းကလေးလားကြက်သွန်ဖြူရည်ကဟင်းချက်ရင်ကောင်းနေတာမျက်လုံးထဲလဲဝင်ရင်ဆက်တယ်ကွာငါကဒီအိမ်ကအဖိုးကြီးပါကွာတေသွားတာတောင်အေးအေးဆေးဆေးအိတ်လို့မရဘူးမနေ့ကလည်း TikTok လာဆော့တဲ့ကလေးတွေနဲ့အဘကလူကောင်းတရေလားမင်းရဲ့တရေရှာတဲ့ဆက်ကလည်းဘက်ထရီကုန်နေပြီကွာအဲ့ဒါကြောင့်ငါရောက်နေတာတောင်မသိတာဟုတ်သားပဲမနေ့ကအားသွင်းဖို့မေ့သွားလို့ပါကဲငါရဲ့စွမ်းအင်နည်းနည်းဖြည့်ပေးလိုက်တယ်အခုမှလင်းသွားတယ်မဟုတ်လားဝေါကျေးဇူးတင်ပါတယ်အဘကတော်တော်သဘောကောင်းတာပဲပရိသတ်ကြီးရေကျွန်တော်တို့တကယ်အဖိုးကြီးနဲ့အဲ့လေတရေအစ်စ်ကြီးနဲ့တွေ့နေပါပြီအဘကင်မရာကိုလက်ပြလိုက်ပါဦးအမ်ပါမင်းမြန်ရိုက်ပြီးပြန်တော့ကွာငါအိတ်ချင်ပြီတဒါဘလို့လဲအဘရဲ့တရေမျက်လှဲ့ views တွေတက်သွားပြီမလားဝေါမိုက်တယ်အဘတွေအဘကတရေလောကရဲ့ star ပဲအဘကတရေဖြစ်ပြီးဘာလို့ကော်ဖီတောက်တာလဲညတိုင်းအိတ်မရတော့မျက်လုံးကျဲအောင်တောက်နေရတာပေါ့ကွာမင်းကလူကောင်းလေးပါတရေတွေကိုလိုက်ဖမ်းမဲ့အစားငါတို့လိုအထီးကျန်နေတဲ့သူတွေနဲ့မိတ်ဆွေဖွဲ့တဲ့အစီအစဉ်လေးလုပ်ပါလားဝေါမိုက်တယ်အဘ high five ဖောက်ထွက်သွားတာပဲငါကတရေလေကွာကဲမင်းရဲ့ channel ကိုအဘ subscribe နဲ့နှိပ်ပေးလိုက်ပြီကြည်ရတာပြင်းစရာမကောင်းကျေးဇူးပါအဘကတရေလောကမှာခေတ်အမီဆုံးပဲခူပရိသတ်ကြီးရေကျွန်တော်ညတညလုံးအိမ်ကြီးထဲမှာနေနိုင်ခဲ့ပြီတရေကြီးနဲ့တောင်တငယ်ချင်းဖြစ်သွားပြီဗျို့ကျွန်တော်တို့ရဲ့တရေဖန်ခန်းအလွဲတွေကိုသဘောကျရင် like နဲ့ subscribe လေးနှိပ်ပေးသွားကြပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်